အားလုံးပဲမင်္ဂလာပါ။ဘာမေကိုကင်းကနေပြန်လဲကြိုးဆိုလိုက်ပါတယ်။ဒီကကျွန်တော်ရှက်ပြပေးသွားမှာတော့ငစုံဟင်းလေးပဲဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်တော့ငဖယ်မရရှိတဲ့အသားနဲ့လှုပ်ထားတဲ့ငစုံလေးပဲဖြစ်ပါတယ်။ဒီငစုံဟင်းလေးကိုဘယ်လိုရှာလဲ။ဘာဖြစ်စီးတွေပါဝင်လဲဆိုတော့ကျွန်တော်ဗီဒီယိုထဲမှာအသေးစိတ်ကျွန်တော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ငဖယ်ကိုကျွန်တော်တို့ငရုတ်စုံနဲ့ထည့်ပြီးတော့ထောင်းပါမယ်။ပြီးသွားရင်တော့ကျွန်တော်တို့ရသားမုတ်လေးထည့်ပေးပါမယ်။ထောင်းတဲ့အခါမှာလည်းကျွန်တော်တို့အားဆိုင်စံမလိုပါဘူးဖြည်းဖြည်းချင်းပုံမှန်ပဲထောင်းပေးရပါမယ်ထောင်းပြီးတော့မှငဖယ်ရဲ့အသားလေးကမာတင်းလာပြီဆိုရင်တော့ကျွန်တော်တို့တွေအရင်ဆုံးလက်ကိုစီးစုပ်ပေးရပါမယ်ဘာလို့စီးစုပ်ရလဲဆိုတော့ကျွန်တော်တို့ဒီငဖယ်ရဲ့အသားကိုကိုင်လက်မှာကတ်မနေအောင်လို့ပဲဖြစ်ပါတယ်ဒါမိတ်ဆွေတို့ဗောဓုရအနေနဲ့တိတာတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ပြီးတော့ရင်တော့ကျွန်တော်တို့လိုအပ်တယ်လို့ကိုလိုချင်တဲ့ပုံစံတိုင်းလေးကျွန်တော်တို့တွေပုံသွင်းပြီးတော့ယူပါမယ်အပြားလေးကြိုက်တဲ့လူကအပြားပုံစံလေးလုပ်ပြီးတော့အလုံးလေးကြိုက်တဲ့လူကတော့လုံးလုံးလေးလုပ်ပါမယ်ကျွန်တော်ကတော့အပြားလေးကြိုက်ရတဲ့အတွက်ကျွန်တော်ပြထားတဲ့အတိုင်းပဲကျွန်တော်လုပ်ပြီးသွားပါပြီပြီးသွားရင်တော့ကျွန်တော်တို့တွေစီပူတာနဲ့အစင်သေးလုပ်ထားတဲ့ငဖယ်လေးတွေကိုထည့်ပေးပါမယ်ဒီကောင်တွေကအများကြီးထည့်လို့မရပါဘူးဘာဖြစ်လဲဆိုတော့ဒီကောင်တွေကအပေါ်ပွားတက်လာတာဖြစ်တဲ့အတွက်အိုးချက်သွားပါလိမ့်မယ်ကျွန်တော်တော့မှပဲဒါနည်းနည်းများပါလိမ့်တယ်ကျွန်တော်တို့အများတန်းကြီးကျွန်တော်တို့လန်လိုက်ပြီးရင်ဒူးလာမဒူးလဲကျွန်တော်တို့အများနဲ့စစ်ပေးရပါတယ်ဒူးလွယ်တဲ့ဟင်းလက်ရလေးဖြစ်တဲ့အတွက်ကျွန်တော်တို့တွေယူဆိုင်ပြီးတော့လုပ်ပေးရမှာဖြစ်ပါတယ်ခေဒီနေရာရပြီဆိုရင်တော့ကျွန်တော်တို့တွေဆယ်လိုက်ပါမယ်ဆေးဝိုင်းတော့ကျွန်တော်တို့နောက်ထပ်ဘာလုပ်ရမလဲဆိုရင်တော့ကျွန်တော်တို့တွေစက်တုံအဖြူနီးပြီးသွားရင်ငုတ်ဒီခွဲကြံကိုကျွန်တော်တို့ထောင်းထားပါမယ်ထောင်းထားတဲ့ဟာလေးကိုကျွန်တော်တို့စီးသက်ပေးပါမယ်ဒီနည်းလေးကတော့လူအများမသိသေးတဲ့ဟင်းချက်နီးလေးဖြစ်တဲ့အတွက်ကျွန်တော်ဒေရှာလေးပြပြပေးသွားမှာပဲဖြစ်ပါတယ်ဟင်းချက်နီးမျိုးမျိုးရှိပေမဲ့ကျွန်တော်ဒီတစ်ခေါက်ချက်ပြပေးသွားမှာတော့ကျွန်တော်မကြီးမဲ့ရည်နဲ့ချက်ပြပေးသွားမှာပဲဖြစ်ပါတယ်ခေအားဆိုရင်တော့ကျွန်တော်တို့တွေစက်တုံနဲ့စီတက်ပြီးသွားရင်ဆိုရင်တော့စောကလောက်ထားတဲ့ငရုတ်ကြီးခွဲချမ်းတို့မစုပ်တို့ကိုကျွန်တော်တို့တစ်ခါတည်းရောသမားမွေးပေးလိုက်ပါမယ်မွေးပြီးသွားရင်ဆိုရင်တော့မကြီးမဲ့ရည်လေးကိုကျွန်တော်တို့ထည့်ပေးလိုက်ပါမယ်ဒီမကြီးမဲ့ရည်လေးနဲ့ချက်တဲ့ဆိုရင်ကျွန်တော်တို့အနည်းဆုံးတော့2ရက်3ရက်လောက်တော့စားလို့ခံပါတယ်အများကြီးနည်းနည်းထည့်ပါမယ်ဒီဝိုင်းနော်ရေနည်းနည်းလေးပြန်ပြီးထည့်ပေးလိုက်ပါမယ်ထည့်ဝိုင်းနော်ကျွန်တော်တို့ဖုန်းကနာလောက်အုပ်ပါမယ်ခဏတော့ကြာများပြန်ဖွင့်ကြည့်လိုက်ပါမယ်ခုလိုနေတာလေးပဲရနေဖြစ်ပါတယ်ဒီနေသားမှာရပြီဆိုရင်ကျွန်တော်တို့တွေရတာလေးတွေတော့နည်းနည်းမြည်ကြည့်ပါမယ်အရသာလည်း okayအားလုံးအဆင်ပြေပြီဆိုရင်တော့ကျွန်တော်တို့အိုရကန်ဒီမှာကျွန်တော်နန်းပင်လေးထည့်ပေးလိုက်ပါမယ်နန်းပင်လေးထည့်ပေးလိုက်တဲ့အတွက်ကျွန်တော်တို့တွေနန်းပင်အနံ့လေးမွေးကြံပြီးတော့စားတော့လည်းကောင်းတယ်အစုံရင်လေးရယူပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့တွေလိုချင်နေတဲ့မကြီးမင်းနဲ့ချက်ထားတဲ့ငစုံဟင်းလေးရယူပဲဖြစ်ပါတယ်ကျွန်တော်တို့မိတ်ဆွေတို့လည်းဒီဟင်းလေးကိုကြိုက်တယ်ဆိုရင်တော့ချက်စားဖို့ကြံပေးပါရစေ။နော်ချက်နီလေးကတော့မကြီးမင်းနဲ့ချက်ထားတဲ့ချက်နီလေးပဲဖြစ်ပါတယ်။ဘာပစ္စည်းတွေပါအောင်လဲဘယ်လိုရှာလဲဆိုတာကိုကျွန်တော်မိတ်ဆွေတို့သိကြည့်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့တယောက်ရှင်တန်းလည်းကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းတစ်တရားမှဖြစ်တဲ့အတွက်စိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေ။အဲဒါဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲဆုံးတက်ပါရစေ။အားလုံးပဲ bye bye